ကုန်လေးရွှေ့ပြီးသားလှိုင်းတိုင်းရအခုလာတန်လင်းနေထိအောင်လာတယ်အဲ့လိုကျုပ်ဆိုရင်မော်လမြိုင်ရရင်ပြီးတော့တွေ့နေလို့ဒီရောက်လုံးစားဝကျင်လို့ဆိုပြီးလာဆောင်ပြီးစားတယ်ရှမ်းတွေစီချက်တွေဆို1000ပဲဖတ်တုံးနဲ့ပတ်သက်တာဖတ်တုံးမာလာတွေကျန်တဲ့ဟာ1500မာလာဟင်းတစ်မျိုးနဲ့2500အများဆုံးရှိတာမဆိုင်လေးက16လမ်းကုတီရိုးဆိုပြီးနေပြ16လမ်းကုတီရိုးဆိုင်လေးပါမဆိုင်မှာဘာရလဲဆိုကုတီရိုးရှမ်းပြီးတော့မီးရှည်တို့စီချက်တို့ဖတ်တုံးနဲ့ပတ်သက်ဖတ်တုံးစီချက်ဖတ်တုံးကုတီရိုးဖတ်တုံးအုံးကတ်ဖတ်တုံးမာလာဖတ်တုံးပြုတ်မာလာနဲ့ပတ်သက်မာလာရှမ်းကုန်တို့မာလာဟင်းတို့ချက်မာလာချက်တောင်မာလာချက်ကျုံးလုံးမာလာအဲ့လိုက်ရဒီရှမ်းတွေစီချက်တွေဆို1000ပဲဖတ်တုံးနဲ့ပတ်သက်တာဖတ်တုံးမာလာတွေကျန်တဲ့ဟာ1500ကုတီရိုးရဲ့မီးရှည်ကလည်း1500ပဲပြီးတော့မာလာကြံစံပြုတ်မာလာခေါက်ဆွဲပြုတ်လည်း1500ပဲကျန်တဲ့မာလာတွေကတော့2000ပေါ့နော်မာလာဟင်းတစ်မျိုးနဲ့2500အများဆုံးရှိတာအရင်ထက်ကအဲ့ဈေးလေးနဲ့ဖွင့်ထားရင်းနဲ့တက်မှာမတက်တော့ပါဘူးလေခလေးစားတာစင်ပြေပြီးရောနဲ့ပဲအတိုင်းပဲမတက်ပဲအတိုင်းပဲလုပ်ပေးတာမမကြီး2019ထဲကဖွင့်ထားတာအခုဆိုရင်6နှစ်ကျော်လောက်ရှိသွားပြီအကောင်လုံးကမမကြီးကုန်တာများတယ်လှုပ်ထားတဲ့ဟာအကောင်လုံးကုန်တယ်မမကြီးဖွင့်စားဖွင့်တော့10ခွဲရစားဖွင့်နေပြီလေပိတ်တာတော့ကုန်ရင်ပိတ်တယ်ဆိုတော့တစ်ခါ4ခွဲ5ပေါ့နော်အဲ့လောက်ဆိုကုန်သွားပြီဖုန်းထဲမှာထားတာကြိုကောင်းတယ်ဆိုတော့ရိုင်းစောင်းရတာကြာလို့လေဖုန်းထဲမှာပြီးမှမမကြီးဟိုပြီးမှလာခဲ့ရစင်းနေဒါပေါ့လာစားအဝေးရလာစားဆိုတော့တနားရီလောက်ကြိုမှလာရင်အဆင်ပြေလောက်တယ်ဒီလိုပဲနေ့ကပေါ့နော်ပေါင်းပြီးထိန်းကြတာပြီးတော့အဲ့လိုတခုခုတွေပဲဈေးတက်ပြီးဆိုနေ့ကကောင်းရင်းစားတယ်ငါတို့ဘယ်လိုလေးဆက်ထိန်းကြမလဲဘယ်လိုလဲဆယ်စုနှစ်တစ်ခုထိတော့ထိန်းချင်တယ်လေနော်ဆယ်စုနှစ်ကြော်လဲကြော်ပေါ့နော်အဲ့ဒီထိန်းလို့ရရင်တော့ထိန်းသွားမှာမမိုက်လို့နေအောင်ကစီးကျေးဇူးအများကြီးတင်တယ်လို့စောင့်ပြီးစားပေးရအားလုံးလည်းတကယ်ကျေးဇူးတင်တယ်အကုန်လုံးကစောင့်ပေးကြပါတယ်လို့ကိုကပို့ပြီးတော့အားနာတယ်အဲ့လိုစောင့်ဆောင်ပေးရတော့လေကိုလည်းဒီတဲ့ဟိုမြင်မြင်လေးလုပ်ပေးချင်မလုပ်တာပဲဒါပေမဲ့မရတာတောင်းမှပါတယ်လို့ဟောမမရစန်းနေ့တရက်ပဲပိတ်တယ်ဂျားရက်ခါကြီးရက်ကြီးတော့မပိတ်စန်းနေ့ကတော့ပုံမှန်ပိတ်တယ်နော်တကြံ9ရက်နဲ့စန်းနေ့ပဲကျန်တာဘာမှမပိတ်တော့ customer လေးကျေးဇူးတင်ပါအခုနောက်ပိုင်းဝေးကြီးရလာစားပြီးစောင့်ပြီးတော့လေကျေးဇူးပို့တင်ပါလေလို့အကုန်လုံးနီးနာဝေးတွေရောအမြောက်တကုံလေးရွှေ့ပြီးသားလှိုင်းတိုင်းရတွေကအခုလာတန်လင်းနေထိအောင်လာတယ်အဲ့လိုကျုပ်ဆိုရင်မော်လမြိုင်ရရင်ပြီးတော့တွေ့နေလို့ဒီရောက်လုံးစားဝကျင်လို့ဆိုပြီးလာဆောင်ပြီးစားတယ်